Hey guys, skills ဆိုင်မှာကြိုဆိုပါရစေဒီဗီဒီယိုလေးကတော့ Nvidia AI မှာဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းဗီဒီယိုလေးပါเนาะ sorry ပါကျွန်တော်မအားလို့ဗီဒီယိုလေးတိတ်မလုပ်ဖြစ်တာအခုနောက်ပိုင်းတော့ပို့ပြီးတော့လောက်သွားဖို့ရှိပါတယ်ကျွန်တော်ဒီဗီဒီယိုစလုပ်တဲ့အချိန်မှာ Nvidia ကဘာမှာတတိယတန်ဖိုးအကြီးဆုံး company အနေနဲ့ရှိနေတယ်ဒီ script စာရေးတော့ကတော့ဒုတိယနေအောင်ပါသူ့ဘာမှာ Apple ပဲရှိရတယ်ဒါပေမဲ့ကျွန်တော်ကြာသွားပါတော့ဗီဒီယိုမလုပ်ဖြစ်တာကြာသွားတော့အခု Nvidia တတိယနေရောက်ပါပြီသူ့ပေါ်မှာ Apple နဲ့ Microsoft တော့ရှိတယ်အခုဒီဗီဒီယိုမှာတော့ Nvidia အဲ့ဒီလိုအခြေအနေကိုဘယ်လိုရောက်လာလဲဆိုတော့ပြောပြပြီးတော့ပေါ့ပုံမြင်လေးလို့ပြောရမှာပေါ့ကျွန်တော်ပြောနေကြစကားရှိရလေအောင်မြင်မှုဆိုရင်ကံဉဏ်ဝရိယ၃ခုစလုံးလိုတယ်ဆိုတာအခု Nvidia ကဒီလိုမျိုးဖြစ်လာတာကံတရားဖေးမတာအများကြီးပါတယ်အခုဒီဗီဒီယိုဆက်ကြည့်ရင်သဘောပေါက်သွားပါလိမ့်မယ် Nvidia ကို1993ခုနှစ်မှာအခုလက်ရှိ CEO Jensen Huang ရဲ့ Chris Melanchowski ရဲ့ Curtis Priem ရဲ့ဆိုပြီး၃ယောက်ပေါင်းပြီးထောင်းလိုက်တာပေါ့ Jensen Huang AMD ရဲ့ CPU designer Chris နဲ့ Curtis တို့က Sun Microsystem ကCPU designer တွေပဲ Sun ဆိုတာဒီအရင်တော့Intel တို့ AMD တို့မဟုတ်ပဲတော့ကိုယ်ပိုင် architecture နဲ့ CPU တွေထုတ်တယ် Sun Polaris CPU တွေဗျာserver ကြီးတွေထုတ်တာပေါ့အဓိကအခုကတော့မရှိတော့ Oracle ကဝယ်လိုက်ပြီအဲ့၃ယောက်စလုံးက company အကြီးက CPU designer တွေပေါ့အဲ့ချိန်မှာ graphic ကတော်တော်လေး hot လာ 2D 3D ခေတ်စားလာပေါ့ဟိုတော့ computer သုံးခွဲလူတွေသိပါလိမ့်မယ် 3D မဟုတ်နော် 2D ပုံလေးတစ်ပုံတော့ resolution ကောင်းကောင်းနဲ့ကြီးကြီးလင်းလင်းပြပြသားကြည့်ချင်ရင်တော်တော်ခက်တယ်ဗျာတင်ပါလုံတင်လောက်တိုင်းပဲကြာတယ်ပေါ့အဲ့တော့လူတွေကအဲ့ဒီ quad ကိုဖြည့်ဖို့အတွက် graphic ကိုတွက်မဲ့ processor ထုတ်မယ်ဆိုပြီး company တွေထောင်ကြတယ် CPU designer တွေပေါ့ Nvidia ကလည်းအဲ့လို company အများကြီးတွေကတစ်ခုပဲ Nvidia ရဲ့ပထမဆုံး graphic accelerator ကိုတော့ NV1 လို့ခေါ်တယ်အဲ့ကောင်1995ခုထဲမှာစထုတ်တယ်အဲ့တော့အဲ့ကောင်တွေကို GPU လို့မခေါ်သေးဘူးဗျာ graphic accelerator လို့ပဲခေါ်တယ် NV1 က 3D ဆွဲတဲ့နေရာမှာ quadratic texture mapping ဆိုတာကိုသုံးတယ် quadratic texture mapping ဆိုတာအနား၄နားပါတဲ့စတုရန်ပေါ့အဲ့ချိန်မှာတော်တော်များ 3D ကန်တွေကိုစသုံးနေပြီ Nvidia ကထူးချွန်ပြီးတော့စတုရန်ကိုသုံးတယ်အဲ့တုန်းက Sega ရဲ့ Saturn ပေါ့ game set Sega Saturn game set ကလည်းစတုရန်ကိုသုံးတယ်အဲ့ကြောင့် Sega Nvidia ကိုတို့ရဲ့နောက်လာမဲ့ console အသစ် Dreamcast အတွက် GPU ကိုလုပ်ပေးဖို့ပြောတယ် Nvidia က Dreamcast အတွက် NV2 ဆိုတဲ့ GPU ကိုလုပ်နေတဲ့အချိန်မှာ Microsoft က DirectX ကို Windows ပေါ်မှာစပြီးမိတ်ဆက်တယ်အဲ့ဒီမှာ 3D ကန်လွယ်ပြီးကျန်တာဘာမှလက်မခံဘူးဆိုပြီးလုပ်လိုက်အောင်အဲ့တော့ Windows ကအကြီးဆုံးပဲဗျာ market share OS မှာအကြီးဆုံးပဲအဲ့ Windows မှာ 3D ကန်လွယ်ကျန်တာအကုန်လက်မခံဘူးဆိုပြီးတော့ Nvidia ကတိုင်ပတ်သွားတာပေါ့အဲ့ချိန်မှာပို့ဆိုတာ Sega ကပါငါတို့လည်း student တွေမသုံးတော့ဘူး 3D ကန်တွေပဲသုံးတော့မယ်အဲ့ကြောင့် GPU ကိုလည်းတခြားသူလုပ်တဲ့ GPU ပဲသုံးတော့မယ်ဆိုပြီးပြောတော့ Nvidia အရန်တိုင်ပတ်သွားဒါပေမဲ့ Nvidia ရဲ့နံပါတ်1ကန်ကောင်းခြင်းစကြော Nvidia ကန်ကောင်းခြင်းလေးနဲ့နံပါတ်10လေးတက်ထားတာဒါနံပါတ်1ကန်ကောင်းခြင်းဟာ Sega ကသူတို့ရဲ့ GPU ကို Nvidia GPU ကိုမသုံးတော့ပေမဲ့ဒေါ်လာ9သန်းရင်းနှီးမြှုပ်နှံခဲ့တယ်အဲ့ဒါလုံးဝ Nvidia အတွက်အသက်ကယ်စီဖြစ်သွားတာပဲအဲ့ဒီ9သန်းမှမရခဲ့ရင် Nvidia ကသူ့မှာဒီ engineer တွေလက်ကပေးစရာပတ်စံအောင်ရှိတော့ Nvidia အဲ့မှာလူတွေအများကြီးဖြုတ်ပြီးတော့ DirectX နဲ့အဆင်ပြေတဲ့ဒီ 3D ကန်ဆွဲတဲ့ GPU အသေးအတန်လောက်အောင်သူတို့ရဲ့ပထမဆုံး DirectX သုံးတဲ့ accelerator ပေါ့နော်အဲ့ကောင်ကို River 128လို့ခေါ်တယ်1999ခုနှစ်မှာတော့ Nvidia ကWorld First GPU လို့ခေါ်တဲ့ GeForce 256ကိုထုတ်ခဲ့တယ်ဘာလို့ကမ္ဘာပထမဆုံး GPU လို့ခေါ်တယ်လဲဆိုတော့အဲ့တုန်းက graphic accelerator တွေကို GPU လို့မခေါ်ကြသေးဘူးဗျာဒီ rasterizer လို့ဘာလို့ခေါ်လဲ ATI ဆိုရင်သူ visual processing unit လို့ခေါ်တယ်အမြင်တွေတွက်တာဟောNvidia ကအဲ့ကောင်ကို GPU လို့နာမည်ပေးလိုက်တော့ဒါကမ္ဘာပထမဆုံး GPU ဖြစ်သွားတာပေါ့အဲ့ဒီအကြောင်းတွေကတော့လွန်ခဲ့တဲ့နှစ်20လောက်ထဲအခုဒီငင်းလို့မပြီးသေးဘူး Nvidia ကဒါကမ္ဘာပထမဆုံး GPU လို့နာမည်တက်တာဖြစ်တင်သလားမဖြစ်တင်လားဆိုတော့ဒါပေမဲ့သေချာတာတစ်ခုကတော့အဲ့ဒီ GeForce 256ကပထမဆုံး GeForce လို့နာမည်တက်တဲ့ကတ်ပြီးတော့ကမ္ဘာမှာပထမဆုံး hardware transform and lightning ဆိုတာကို GPU နဲ့ပေါင်းထည့်လိုက်တဲ့ကတ်အဲ့ hardware transform and lightning ဆိုတာဘာလို့ပေးလဲဆိုတော့ဒီ 3D အရာဝတ္ထုတွေကိုနေရာချတာတို့အလင်းရောင်တို့တွက်တာပေါ့အဲ့လိုတွက်တာကိုအရင်တုန်းက CPU ကတွက်ပေးတာအဲ့တော့နှေးတယ်ဈေးကြီးရဲ့ workstation ကတ်တွေမှာကျတော့ chip တွေနဲ့တွက်တာပေါ့အဲ့ဒါလည်းပုံမှန် game ဆော့တဲ့ကတ်တွေမှာမပါဘူး Nvidia ကအဲ့ဒါတွေအကုန်လုံးပါတဲ့ကမ္ဘာပထမဆုံး chip ကိုထုတ်ခဲ့တယ်အဲ့ဒီ GeForce 256ကို TSMC ရဲ့220 nanometer process နဲ့လုပ်ခဲ့ပါတယ်အဲ့နောက်မှာတော့ GPU တွေတဖြည်းဖြည်းနဲ့ပို့ပြီးအဆင့်မြင့်လာတယ်မလိုက်နိုင်တဲ့ကုမ္ပဏီတွေကကျန်ခဲ့တယ်3D FX တို့ 3D Lab တို့တခုတစ်ခုလစ်ကုန်တယ်ဗျာနောက်ဆုံး Nvidia နဲ့ ATI ဆိုပြီးတော့နှစ်ခုပဲကျန်တယ်ဒီတက်ဂရက်2000နဲ့2005အတွင်းမှာသူတို့နှစ်ယောက်လုံးကသူတပြန်ကိုတပြန်ပဲမြန်မာပြည်မှာလည်း ATI ကတ်တွေတော်တော်များများရောင်းကြတယ်အဲ့ဒီအချိန်ထိ GPU တွေက pixel shader ရယ် vertex shader ဆိုပြီးတော့နှစ်မျိုးကွဲနေတာ vertex shader တွေက 3D ကန်တွေကိုဆွဲတယ် pixel shader တွေကအဲ့ဒီကောင်တွေကို pixel နဲ့ဖြည့်ပေးတာပေါ့ ATI နဲ့အဲ့ကောင်တွေကိုပေါင်းလိုက်ပြီးတော့ pixel ရော vertex ကိုတွက်လို့ရတဲ့ unified shader ဆိုပြီးတော့ GPU လွတ်လိုက်တယ်။ဘာကြောင့်အဲ့လိုပေါင်းကျင်တယ်ဆိုတော့ GPU ကို graphic တင်မကောက်ဘူးတခြားနေရာတွေမှာလည်းတွက်ခိုင်းနေတယ်ပေါ့အဲ့ချိန်တော့ခစ်စားတာ physics တို့တော့တွက်တာပါဗျာအဲ့ဒီဟာကို Microsoft ကအရန်သဘောကျသွားပြီးတော့ Xbox 360မှာသုံးလိုက်တယ်အဲ့ဒီ GPU ကို Xenos လို့ခေါ်တယ်
အဲ့မှာရီရတာ Nvidia ကိုဂျပန် website တစ်ခုက interview လုပ်တယ်ဗျာဟာ ATI ကတော့အဲ့လိုမျိုး shader တွေပေါင်းပြီးတော့အလုပ်တစ်ခုတည်းကိုလုပ်တဲ့ GPU တွေထွက်လာပြီ Nvidia ကအဲ့ဒါဘယ်လိုမြင်တယ်လဲဆိုပြီးတော့မေးတော့ Nvidia ကအလုပ်တစ်ခုတည်းလုပ်တဲ့ hardware တွေကပိုမြန်တယ်ပို efficient ဖြစ်တယ်ငါတို့ကအဲ့လိုမျိုးတွေပေါင်းလိုက်လို့ရှိရင် GPU တွေက Pentium ဖြစ်သွားမယ်ပေါ့ CPU လို့ဖြစ်သွားမယ်လို့ပြောပါဗျာအစုံတုပ်ဖြစ်သွားမယ်အဲ့ဒါကြောင့်ပိုရှုပ်ပြီးတော့တိတ်မကောင်းတော့လို့ပြောတာတကယ်တော့ Nvidia အဲ့ဒါလိမ်ပြီးဖြေခဲ့တာဘာဖြစ်လဲဆိုတော့2006ခုနှစ်မှာ Nvidia က ATI လိုမျိုးပဲ shader တွေပေါင်းထားတဲ့ GPU ကိုထုတ်လိုက်တယ် GeForce 8000 series ပေါ့ဗျာနာမည်ကြီးပဲ Crisis Game နဲ့တူတူထွက်လာ Nvidia အဲ့တဲ့က shader လေးတွေကို streaming multiprocessor လို့ခေါ်တယ်အဲ့ဒါထုတ်ပြီးတိတ်မကြခင်မှာပဲ CUDA လို့ခေါ်တဲ့ software development kit ပေါ့ SDK ကိုထုတ်ပေးလိုက်တယ်သူတို့ရဲ့ streaming multiprocessor ကို game တွေ 3D တွေမကဘူးတခြားနေရာမှာလည်းသုံးလို့ရပါတယ်ဆိုပြီးတော့အဲ့CUDA ကိုထုတ်ပေးလိုက်တယ်အဲ့ဒီ CUDA အကြောင်းစမပြောခင်အနောက်ကိုနည်းနည်းလေးပြင်ရေးကြည့်ကြမယ်တကယ်တော့အဲ့လို GPU တွေကို graphic တွေမကဘူးတခြားနေရာတွေမှာလည်းသုံးလို့ရအောင်လုပ်ဖို့အတွက်လူတွေကတွေးနေကြပြီဗျာအဲ့ဒါကို General Purpose Computing on Graphic Processing Unit လို့ခေါ်တယ် GPGPU ပေါ့နည်းနည်းတော့ရှည်ရနာမည်က2000ခုနှစ်မှာ Ian Burke ဆိုတဲ့ဒီ Stanford ကကျောင်းသားတစ်ယောက်ကဦးဆောင်ပြီးတော့Brook GPU လို့ခေါ်တဲ့ programming language အသစ်ကိုထွင်လိုက်တယ်။အဲ့ဒီ language က GPU ကိုဒီ 3D တွေမကောက်ဘူးတခြားလုပ်တွေပါခိုင်းဖို့ကြိုးစား။အဲ့ခက်က GPU တွေကအကန့်အသတ်တွေအရန်များတော့တိတ်အဆင်မပြေခဲ့ဘူး။ဒါပေမဲ့ Ian Burke ကို2004ခုနှစ်မှာ Nvidia ကငှားလိုက်တယ်။ तू ကအခုအချိန်မှာအရန်နာမည်ကြီးနေတဲ့ CUDA ရဲ့ foundation ပဲ။ CUDA ရဲ့အဓိကအလုပ်ကဘရိုတို့ခိုင်းနေတဲ့အလုပ်တွေကိုအဲ့ဒီ core တွေအကုန်လုံး GPU ရဲ့ core တွေအကုန်လုံးကနေပြီးတော့တပြိုင်တည်းတွက်လို့ရအောင်ပြန်စီစဉ်နေရချပေးတာပေါ့ဒါပေမဲ့အဲ့ခိုင်းနေတဲ့အလုပ်ကလည်းအဲ့လိုမျိုးတပြိုင်တည်းအများကြီးတွက်လို့ကောင်းဖို့လည်းလိုသေးတာပေါ့နော်စားစားချင်းမှာ CUDA ကိုဘယ်သူမှမသုံးကြဘူးဗျာဒီ video encoder နည်းလောက်ပဲသုံးကြတယ်ဒမန်းကလည်းအဲ့လောက်မရှိဘူးပေါ့ဗျာCPU တွေကနည်းနည်းပို့ပြီးတော့ညံနေသေးရလဲပါပေါ့အဲ့ကြောင့်ဒီ2009ခုနှစ်မှာ Nvidia ရဲ့ share ဈေးကတဖြည်းဖြည်းကျလာအခုလာပြီ Nvidia ရဲ့ကန်ကောင်းစေတဲ့နံပါတ်2အချက်သူတို့ streaming processor တွေသုံးတဲ့ GPU ထုတ်လိုက်တဲ့2006ခုနှစ်မှာသူတို့ရဲ့အကြီးဆုံးပြိုင်ဘက် ATI ကို AMD ကဝယ်လိုက်တယ် AMD ရဲ့အဓိကရည်ရွယ်ချက်က CPU နဲ့ GPU ကိုပေါင်းပြီးတော့ထုတ်ချင်တာပေါ့နော်အခုတော့လူတိုင်းသိနေတဲ့ APU တွေပေါ့အခုအဲ့ဒီ AMD ရဲ့အစစ်အမြင့်ဆုံး APU ကြောင့်ကျွန်တော်ဗီဒီယိုတစ်ခုအောင်လုပ်ထားပါသေးတယ်အခုတော့အရန်မိုက်ပါဒါပေမဲ့အဲ့တုန်းက AMD ကသူ့စီမှာ GPU architecture လုံးဝမရှိဘူး design လုံးဝမရှိဘူး ATI က GPU တွေကအရန်မိုက်တယ်အဲ့ကြောင့် ATI ကိုဝယ်လိုက်တယ်အဲ့မှာ Nvidia ရဲ့ကန်ဆိုးခြင်းတွေစတော့တာပဲ Intel ကသူ့ရဲ့ Core 2 series ပြန်ပြီးကမ်ဘက်တော့မယ်ဒီရတာ Intel ကအဲ့ဒီ2004ကနေ2008ကြားထဲမှာလဲ AMD ကို game မှာလုံးဝမနိုင်ဘူးဗျာအဲ့ဒီအကြောင်းကတော့နောက်ဗီဒီယိုတက်တစ်ခုလုံးမှရအောင်ပါတမိုင်းပေါ့စိတ်ဝင်စားဖို့ကောင်းတယ်ဒီလိုပဲပုံမြင်လေးဖြစ်မှာပဲ Intel ကအဲ့ဒါ AMD ကိုသူ့ရဲ့ architecture အသစ်နဲ့ပြန်တိုက်တာဒါပေမဲ့ခက်တာ AMD ကသူ့ရဲ့ Intel ရဲ့ architecture အသစ်ကိုပြိုင်မဲ့ Bulldozer ဆိုတဲ့ architecture အသစ်ကညံလွန်းအားကြီးအကြောင်းသူက ATI ကိုဆွဲချသွားတခါလေ ATI ကိုဝယ်ချင်းတုန်းကတော့ Nvidia ကိုရှင်းထိုင်တဲ့ GPU တွေထုတ်နိုင်သေးတယ်အဲ့တော့ ATI ရဲ့ GPU တွေက compute မှာ Nvidia ထက်တိတိတာပိုမြန်တယ်ဗျာသူကဒီ streaming processor တွေ sorry အဲ့ဒီ ATI Nvidia ထက်ပို့ပြီးတော့ vision မှာမြင့်တယ်ဒီဒါတွေအကုန်လုံးပေါင်းပြီးတော့နာကမှာအလုပ်လုပ်ရအောင် ATI ပထမဆုံးစအဲ့ဒါကြောင့်ATI ရဲ့ဒီ compute performance က Nvidia ထက်ပိုကောင်းတယ်ဒါပေမဲ့အဲ့ဒီ performance ကို developer တွေကလွယ်လွယ်နဲ့မသုံးနိုင်ခဲ့ဘူး Nvidia က2006မှာအဲ့ CUDA ကိုစထုတ်လိုက်တယ်အဲ့လိုမျိုး CUDA လိုမျိုး software ATI ကမထုတ်လိုက်နိုင်ခဲ့ဘူးပေါ့နော်Direct Compute တို့ OpenCL လို့ software ရှိပေမဲ့အဲ့ကောင်တွေကလည်း CUDA ကိုမရှင်းနိုင်ဘူးအဲ့လိုမျိုးထုံးမဲ့ချိန်မှာ ATI ကို AMD ကဝယ်လိုက်တော့ဒီ resource တွေက company နှစ်ခုက share လိုက်ရတာ哦အဲ့ချိန်မှာ AMD ကအရန်နှိမ်သွားတော့ ATI ကပါလိုက်ပြီးတော့ဖြည့်ပေးလိုက်ရဆိုဖြစ်ပြီးတော့ဒီ resource တွေမလောက်တော့ဘူးသူတို့အဲ့ဒီ software ကောင်းကောင်း develop မလုပ်နိုင်တော့ဘူး Nvidia ရဲ့ကန်ကောင်းခြင်းနံပါတ်3က2012ခုနှစ်မှာဖြစ်ခဲ့တာအခုဒီကမ္ဘာလုံးတဲတဲလို့ဖြစ်နေတဲ့ AI အကုန်လုံးရဲ့အစပေါ့ကျွန်တော်တော့ AI လို့ခေါ်တာသိမကြိုက်ဘူးဗျာဘာဖြစ်လဲဆိုတော့ intelligent သိမရှိသေးဘူးပေါ့အဲ့တော့ထားပါတော့နောက်ဗီဒီယိုတွေမှာပေါ့အဲ့တော့ ImageNet ဆိုတဲ့ website တစ်ခုရှိတယ်အဲ့ပေါ်မှာဓာတ်ပုံပေါင်း30ကျော်တင်ထားရဗျာသူတို့ကနှစ်တိုင်းပြိုင်ပွဲတစ်ခုလုပ်တယ်ဓာတ်ပုံတစ်ပုံပြလိုက်ရင်ဘာပုံလဲဆိုတာမှန်းရတဲ့ algorithm ကိုရေးရတဲ့ပြိုင်ပွဲပေါ့2012ခုနှစ် September လမှာလုပ်တဲ့ပြိုင်ပွဲမှာ Alex Krzyzewski ဆိုတဲ့နာမည်ထွက်တာမှားလားမသိ Alex Krzyzewski ဆိုတဲ့တယောက်က Nvidia ရဲ့ CUDA ကိုသုံးပြီးတော့ AlexNet ဆိုတဲ့ neural network တစ်ခုစောက်ပြပြီအဲ့ဒီဟာနဲ့ဒီပြိုင်ပွဲမှာအပြည့်အသက်နိုင်ယူပါအကုန်လုံးကဟာကနေဟင်နေဖြစ်ကုန်ကြဗျာ neural network ကိုအလွယ်ပြောရရင်ကွန်ပျူတာကိုကျွန်တော်တို့အုံနောက်ကအလုပ်လုပ်တယ်လို့မျိုးပဲခက်စင်စဉ်စဉ်းစားခိုင်းတာပေါ့လူအုံနောက်ရဲ့အလုပ်လုပ်ပုံတွေတော့တော်တော်လေးဝေးပါသေးတယ်ဒါပေမဲ့ခက်စင်တယ်ပေါ့နော်2012ပြိုင်ပွဲမတိုင်ခင်အထိ neural network တွေကလက်ရှိ processor တွေနဲ့မဖြစ်နိုင်သေးဘူးလက်ရှိကျွန်တော်တို့ဒီ compute power နဲ့မဖြစ်နိုင်သေးဘူးလို့ပဲတွေးရတာအခုတော့ Alex ကဒီ
NVIDIA ရဲ့ GPU နဲ့ CUDA ကိုသုံးပြီးလုပ်ပြလိုက်တာအဲ့ဒါလက်ရှိဖြစ်နေတဲ့ဘာ AI ညာ AI အကုန်လုံးရဲ့အစပဲ Alex စောက်ပြသွားတာက Convolution Neural Network လို့ခေါ်တဲ့ CNN ပေါ့အဲ့နောက်ပိုင်းမှာတော့လူတိုင်းက CUDA ကိုသုံးပြီးတော့ NVIDIA GPU တွေနဲ့ model အပြိုင်ဆိုင်စောက်ကြတော့တာပဲဒါပေမဲ့အဲ့ဒီ kit ဦးက GPU ရဲ့ performance ကအကန့်အသတ်အရန်များတယ်ဗျာအဓိက memory မှာဖြစ်နေတာပေါ့ကျွန်တော်လူအောင်လောက်နဲ့ရှင်ပြီးပြောရရင်ဒီဗီဒီယိုကြည့်နေတဲ့သူကဗီဒီယိုကိုခဏ pause လိုက်ပြီးတော့ဘေးပတ်ပတ်လေးကိုကြည့်လိုက်ဗျာဘာတွေရှိလဲဆိုတာရှိတဲ့မြအရာဝတ္ထုအကုန်လုံးဒီပါကိုဘာမှန်းသိစာအုပ်ဆိုလဲစာအုပ်တစ်ပင်ဆိုလဲတစ်ပင်ဘာတစ်ပင်ပေါ့ရုပ်တရက်ကြည့်လိုက်ရင်ဘာမှန်းသိကျွန်တော်အုံနောက်ရဲ့ RAM ကအရန်များတယ်ဗျာဒါပေမဲ့အဲ့စာအုပ်ကိုဘယ်တော့မှဝယ်ထားလဲအဲ့လိုမျိုးမေးလိုက်မယ်တွေးလိုက်မယ်ဆိုရင်တော့နည်းနည်းစဉ်းစားသွားပြီ storage တွေကတွားထုတ်ရအောင်ဒါပေမဲ့အရေးကြီးရဲ့တော်တော်များများကကျွန်တော်တို့အုံနောက်ထဲက RAM ထဲမှာရှိတယ် GPU တွေမှာကျတော့အဲ့ဒီ RAM ကအရန်နည်းတယ်အများကြီးထည့်လို့မရဘူးနေရာမရှိဘူးအဲ့ဒီမှာ NVIDIA ရဲ့ကန်ကောင်းခြင်းနံပါတ်4လာပြီ2012ခုနှစ်မှာပဲ AMD က Samsung ရဲ့ SK Hynix ရဲ့ပေါင်းပြီးတော့ HBM လို့ခေါ်တဲ့ High Bandwidth Memory ကိုထွင်လိုက်တယ်သူကဆောလာကျွန်တော်ပြောတဲ့ GPU တွေမှာ RAM နည်းနေရဲ့ပြဿနာကို chip တွေကိုထည့်လိုက်ပြီးဖြည့်ရှင်းလိုက်တာပါchip တွေထက်တဲ့နည်းပညာကတော့အသက်တော်မဟုတ်ဘူး2006ထဲက Toshiba လုတ်ပြခဲ့ပြီးသားအဲ့ဒါတွေကိုအခြေခံပြီးတော့ AMD က4နှစ်ကျော်စူးစမ်းပန်းစားလုပ်ထားတာအဲ့ neural network တွေကအုံနောက်လို့စဉ်းစားတာဆို data တွေအများကြီးကိုတပြိုင်နက်ဖြန့်ကျက်ထားမှာဆိုတော့ RAM တွေအများကြီးလိုတယ် AI တွေအတွက်လုံးဝကွက်တိဖြစ်သွားတာအဲ့ဒီအကြောင်းရေးရတာလေးရောစိတ်ဝင်စားရင်ကျွန်တော် page မှာဖတ်လို့ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကိုဂျာဖက်ပြောရရင်တော့NVIDIA ကတရုတ်ကိုပို့တဲ့ GPU တွေမှာအဓိကအဲ့ဒီ memory bandwidth ကိုကန်တာများမစဉ်းစားနိုင်အောင်ပေါ့အဲ့ဒါကိုတရုတ်တွေဘယ်လိုကြော်သွားလဲဆိုတာကိုလည်းဒီ DeepSeek video မှာအသေးစိတ်ပြောပြပေးတာပါတယ်။ Sona HBM ကိုပြန်ဆက်ရရင် HBM ကို AMD ကထွင်တယ်။ AMD ကအရင်ဆုံးသုံးခဲ့ပေမဲ့တကယ်တမ်းအကျိုးရှိသွားတာတော့ NVIDIA ပဲအခုဆိုလုံကျွေးနေတယ်ပဲเนาะ NVIDIA ကို AMD ကဒါပေမဲ့ AI မှာ hardware ကအရေးပါပေမဲ့အဲ့လောက်မဟုတ်ဗျာအဓိကလူတိုင်းက NVIDIA ရဲ့ software တွေကိုသုံးပြီးတော့စခဲ့ကြတာအဲ့ဒါတွေနဲ့ရင်းနှီးကျွမ်းဝင်ပြီးတော့ဒီမှာသုံးနဲ့ရင်းနှီးလာပြီးနောက်ပိုင်းမှာလည်းဒါပဲဆက်သုံးနေကြတဲ့သဘောပဲ NVIDIA software လည်းတကယ်ကောင်းပါတယ်မကောင်းပြောမှာမဟုတ်ဒါပေမဲ့တခြား option တွေကိုသုံးဖို့လည်းတွန့်နေတဲ့သဘောပေါ့နော်အခုနာမည်အကြီးဆုံးတစ်ခုနဲ့ရှင်ပြောရရင် Apple ရဲ့ AI ပေါ့ Apple Intelligence အဲ့ Apple AI က Google ရဲ့ကိုယ်ပိုင် chip တွေ Tensor Processing Unit ပေါ့ Google ရဲ့ဒီ Trillion TPU တွေရဲ့ပြီးတော့အဲ့ဒါကိုသူ့ရဲ့ကိုယ်ပိုင် software ရဲ့ Google ရဲ့ software ရဲ့ပေါင်းပြီးသုံးတာပေါ့အခုထိအဆင်မပြေသေးဘူးအထောင်လဲနေတာပဲဘာမှဟိုကောင်းထွက်မလာသေးဘူးအဲ့ဒါ NVIDIA ကိုမသုံးလို့လားသိမလားသူ့ရဲ့ foundation model ကပဲရီဖန်ချက်အရင်ကြီးနေလို့လားတော့သူကိုယ်တိုင်ပဲသိမှာပဲဘယ်သူမှမသိဘူးပေါ့ဒါပေမဲ့ Google ကြောက်တယ်သူ့ရဲ့ TPU တွေနဲ့တင် Gemini ကအဆင်ပြေနေတယ်ဒါပေမဲ့လူတိုင်းရဲ့စိတ်ထဲမှာတခုတွေးမိပါသေးလား Apple က NVIDIA ကိုမသုံးလို့ပြင်မလားအဆင်မပြေတာလား Google ကြတော့ဒါသူဘာကြီးရှို့ထားသေးပေါ့နော်အဲ့တော့လူတွေက risk ယူပြီးတော့တခြား software တခြား chip တွေကိုလောလောဆယ်မှာမသုံးသေးဘူးNVIDIA ကိုပဲအတင်းဝင်တိုးပြီးသုံးနေကြတဲ့သဘောမှာရှိတယ်။အဲ့လိုနဲ့ပဲ NVIDIA AI မှာ CI ဖြစ်လာတာပေါ့။အခု NVIDIA ကသူ့ရဲ့ GPU ကိုလူတွေလိုချင်လာတာသိတော့ GPU တီးတယ်မရောတော့။ server ကိုအလုံးလိုက်ထိုးရောင်းတာ rack လိုက်ရောင်းတာ။အဲ့တော့ rack လိုက်ဆိုတော့ဈေးပိုတင်လို့ကောင်းတယ်လေ။အဲ့ဒါကြောင့်ပဲဒီ Microsoft နဲ့ Apple နဲ့ဒီသူ့ရဲ့ကုမ္ပဏီတန်ကြီးကဒန်းတူရောက်လာသိရမှာဒီကောင်တော့ GPU ကို rack လိုက်ရေးရောင်းတယ်ပေါ့အဲကြောင့်ပတ်စံတွေအများကြီးရနေတာပဲလို့ထင်ပြီးတော့ share ဈေးတွေဖြည်းဖြည်းတက်လာအခုဆိုရင်တော့ဒီ NVIDIA ကို hardware မှာပြိုင်ဖို့ကုမ္ပဏီအများကြီးကိုယ်ပိုင် chip တွေလုပ်နေကြတယ်ဗျာဘယ်လို like share ရတာလဲသိပါလိမ့်မယ်ဒီ X တို့ Google တို့ Meta တို့ Amazon တို့အကုန်လုံးကသူ့ရဲ့ကိုယ်ပိုင် chip တွေလုပ်လာကြပြီဒါပေမဲ့ NVIDIA ရဲ့အကြီးဆုံးအားသာချက်ကCUDAပဲAMD လည်းအခုနောက်ပိုင်းမှာဒီသူ့ရဲ့ software ကိုတည်တည်ချာချာပြန်လုပ်လာပြီတကယ်ပြိုင်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဒီ online မှာဖတ်ကြည့်ရတော့ AMD software ကလည်းအရန်မိုက်လာတယ်ကျွန်တော် DeepSeek video မှာပြောခဲ့သလိုပဲဒီ DeepSeek ရဲ့မေးခွန်းတွေဖြေပေးနေရမှာသုံးတဲ့ processing က AMD GPU တွေသုံးတယ်ပေါ့နော်နောက်ပြီးတော့တခြား startup တွေလည်းအများကြီးရှိတာဗျာကိုရီးယားတို့ဂျပန်တို့အမေရိကန်တို့အဲ့ကောင်တွေကကိုယ်ပိုင် chip တွေထုတ်ပြီးတော့ NVIDIA ကို fight ဖို့အကြီးအကျယ်ပြိုင်လာကြရပါတော့ဒီဗီဒီယိုလေးကတော့ပါပဲကျွန်တော်အခုဗီဒီယိုလေးပုံမှန်ပြန်လုပ်ဖို့ကြိုးစားနေပါတယ်အနည်းဆုံးတော့တစ်လနှစ်ပုတ်သုံးပုတ်တော့ထွက်အောင်ကြိုးစားနေပါတယ်ကျွန်တော်စဉ်းစားတာကတော့ဒီဗီဒီယိုပြီးရင်နောက်ဗီဒီယိုက Q&A ပေါ့နော်ကျွန်တော်ဒီ YouTube channel မှာတင်ထားတဲ့ Q&A လေးအကြောင်းပြီးလို့ရှိရင်ကျွန်တော်သွားတဲ့ဒီ Science Museum ပေါ့သိပ္ပံပြတဲ့အကြောင်းအဲ့ဗီဒီယိုတော့ကြည့်ရလို့နည်းမှာပေါ့ဒါပေမဲ့ကျွန်တော်အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ဟာ voice over လေးနဲ့လုပ်ဖို့ရှိရပါတော့ vlog လိုရိုက်ဖို့ကြိုးစားရတယ်ဒါပေမဲ့အဆင်မပြေဘူးအဲ့ကောင်ကို voice over နဲ့ပြီးလို့ရှိရင်တော့ Sony chip တွေအကြောင်းဒါကတော့လက်ရှိရေးထားတဲ့ script တွေပါနော်အဲ့ဒီ chip ကြောင်းရေးလက်စာကြီးဆိုတော့အဲ့ video လုပ်မယ်အဲ့ video သုံးခုပြီးရင်တော့ဘယ်လိုမျိုးဆက်လုပ်ရမလဲဆိုတာနည်းနည်းကြည့်နေတာပါညာရှိရင်လည်း comment မှာပြောပြပေးတော့လို့ရပါခင်ဗျာအားလုံးပဲကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ